Hello အားလုံးပဲမင်္ဂလာပါပမောင်းရဲ့ YouTube channel လေးပြန်လဲကြိုဆိုလိုက်ပါကျွန်တော်စာနေပါကျွန်တော်ဒီမှာတော့ဒီပုံထဲမှာပြထားတဲ့အတိုင်းပဲကျွန်တော် Great Garden ထဲမှာ Kitchen နဲ့ပတ်လေးကို free giveaway ပေးသွားမှာဖြစ်ပါတယ်ဘယ်လိုမျိုး giveaway ပေးသွားမှာလဲဆိုတော့ကျွန်တော်ရှင်းပြပါမယ်ဗျာဘယ်လိုလဲဆိုတော့ဗောနော်ကျွန်တော်ဒီ Great Garden ကကျွန်တော်မဆော့ဖြစ်တော့လည်းကြာပြီပြီးတော့ blog food ဘက်လည်းပြောင်းဆော့နေရဆိုတော့ဒီ Great Garden player ရဲ့တော်တော်များပါတယ်တသိန်းကျော်လောက်တော့ရှိရဗောနော်လူရောက်တော့အဲကြောင့်ကျွန်တော်ဒီ Great Garden ထဲမှာဆင်းရဲတဲ့ကောင်ကြီးဗောနော်ပတ်တွေမရှိတဲ့ကောင်လေးကျွန်တော် Great Garden ထဲကကီဇူနယ်လေးကိုတကောင်ကြီးစင်လာပြီး giveaway ပေးမှာဖြစ်ပါတယ်ဒီ Great Garden ထဲမှာလည်းမဟုတ်ပါဘူးကျွန်တော်ပတ်တွေကိုလိုချင်တဲ့ brother တယောက်ချင်းစုတိုင်းနဲ့ကျွန်တော် comment အောက်မှာရေးလို့ရပါတယ်ခင်ဗျာလိုချင်တဲ့ brother တွေပထမ comment မှန်သူ3ယောက်တာကျွန်တော်ဒီကီဇူနယ်3កောက်ပေးအောင်ဖြစ်ပါတယ်ဒါနဲ့ကဲ giveaway လိုက်ပေးလိုက်အောင်ဗျာကဲခုလို့ဆိုတော့ဒီ server မှာတင်ရှိမယ်လို့ထင်တာပဲကဲခုနစာပါလုံးဝအဆင်မပြေဘူးဗျာစောင်းဝမ်းချေမသိဘူးကျွန်တော်giveawayပေးတာအောင်စကားပြမပြောအဲ့ဒါဆိုတော့ဒီမှာ trade war ထဲမှာလာပြီးတော့ unique giveaway ပေးဖို့လိုက်လူလိုက်ရှာနေတာပေါ့နော်ကဲဒီမှာတော့ who want my kitchen ဆိုပြီးတော့ရိုက်လိုက်မယ်ပေါ့နော်ကျွန်တော်စာပြန်လူပေးမှာဖြစ်ပါတယ်ကျွန်တော်စာပြန်လူတိုင်းတော့မပေးပါဘူးဒီကောင်ရဲ့ဘုတ်ကိုအရင်ဆုံးကြည့်မှာပါဘုတ်ထဲမှာကျွန်တော်ပတ်တွေအရန်နေပြီးတော့ဗျာ medical တို့ legendary တို့မရှိနေအောင်ကျွန်တော်ပေးမှာပေါ့နော်ကျွန်တော်အကောင်ကတသေးဆိုရင်တော့ကျွန်တော်မပေးပါဘူးခုနကလိုက်ရှာမယ်အရင်ဆုံးကျွန်တော်ရဲ့ဘုတ်လေးကိုပေါ့နော်ကီဆူနေလေးအရင်ဆုံးဖယ်လိုက်ပါမယ်နောက်မှဆိုခလုံးတောင်းဆိုပြီးပြနေမှာဆိုလို့ပေါ့နော်ဒမ်အကောလုံးပြီးစီးတော့ပါပြီကဲခုလိုလို့ဆယ်ရတော့ထပ်ပြီးတော့စာထည့်ရိုက်မယ်ပေါ့နော်ကဲဟိုကမိုင်ကီဆူနဲ့စာပြန်ကြအောင်နည်းနည်းပါပါတောက်လျှောက်ရေးနေတာတယောက်မှလည်းစာမပြေဘူးအဲ့နဲ့ပဲကျွန်တော်ဘုတ်လေးလိုက်ရှာရင်းနဲ့အမစင်ရတာဘုတ်တဘုတ်ကျွန်တော်တော့တွေ့ရပါတော့ဒီဘုတ်ကလုံးဝဗျာသူ့မှာ legendary ပတ်တောင်မရှိဘူးအဲ့နဲ့ကျွန်တော်ဒီကောင် user name ကိုပေါ့နော်နည်းနည်းတစ်ချက်လောက်ရှာကြည့်လိုက်အောင်မောင်းရှိလောက်မထင်ဘူးကြည့်ရဒီ user name နဲ့ကောင်ဘယ်ရောက်နေပါလဲဒီ user name ကောင်အော်တွေ့ပြီဒီမှာဝဲလာဆွိတ်တာလားပတ်လာတောင်းတာလားမသိဘူးနော်အေးပတ်ထည့်ပြီးဟဲ့ငါမစောရကြလို့လားမသိအဲ့ပတ်ဘာပတ်မှန်းတော့မသိဘူးကင်းနေရည်မလားမမျှဘူးဟိုဘက်ကောင်160ငါ121အဲ့နဲ့ပဲကျွန်တော်နောက်ဆုံးတော့ဒီကောင်ကိုရှာတွေ့သွားပါနော် free လို့ပြတာဟုတ်ဗျာဒီမှာဒီကောင်ကစားတစ်ခါပြန်မှုကိုကြာကြီးပဲကျွန်တော်စိတ်ပြင်းညစ်လိုက်ဒီကောင်ကိုကြည့်ရတာလေစားတစ်ခါပြန်မှုကိုဗျာကျွန်တော်ထထောင်ကြာနေတော့ဖုန်းထောက်တဲ့ကောင်တော့မှဒီမှာစာပြန်လာကောင်းတယ်မှာ ADD token ဆို what a free တဲ့ထမေးသေးတယ်ဗျာအမနောက်ဆုံးတော့မှာသူကီဆူနေမဲ့တီးသွားတော့ကျွန်တော် free ပေးလိုက်ပါတယ်ခုနကဘိုးကကောင်းပါနော် legendary ပတ်တောင်မရှိဘူးသူမှာရော့ယူနောက်ပေးမဲ့လူများရှိသေးတယ်ကွာမြန်ယူ yes ဒါပဲဒီကောင်တော့ give ပေးပြီဗျနော်ကဲနောက်တစ်ကောင်တွေ့ပါပြီခင်ဗျာကျွန်တော်မှာစာရေးလိုက်တယ် bro free ကေစုနဲ့ bro ဆင်းရဲတာရောက်နေဒီကေစုနဲ့လို့အမပတ်ပြေးနေရဗျာဒီလားဒီဟိုပြေးလိုက်နေဟိုဘက်ကကောင်ကလည်းအာယွန်းလာနှောက်နေဘက်ကကောင်လည်းပတ်ကြီးပဲလာတောင်းနေကျွန်တော်အာယွန်းနေနှောက်လိုက်ထွက်လာလိုက်တယ်အမဟိုကောင်လည်းလိုက်ရှာလို့လည်းမတွေ့ရောအမကမလေးတယောက်နဲ့တော့တွေ့ပါနော် please buy my get ပတ်တဲ့တက်တောင်ဖြစ်တယ်ကောပတ်ပါသူ့ပတ်ကိုဝယ်ဖို့လာပြောရပါနော်ဒါမဲ့ကျွန်တော်မှတိုကင်4ခုပဲရှိရဗျာအဲ့နဲ့ free ကေဆူနဲ့လိုချင်လားမေးကြည့်တော့တဲ့မီးတဲ့ပြန်ဖြေတယ်ဗျာဟုတ်တယ်လို့အဲ့နဲ့ticket ရှိလားကျွန်တော်ပြန်မေးတာဗျာticket မရှိဘူးနဲ့အဲ့မှာတော်တော်အချိန်ကြီးတော်တော်ကုန်သွားပြီပေါ့နော်ထိုင်မေးနေတယ်နောက်ဆုံးကျတော့ ticket မရှိဘူးတဲ့မရှိတော့ဗျာသိရမလားကေဆူနဲ့ကိုလေဒီတိုကန်2ခုနဲ့ရောင်းမယ်ဆိုတိုကန်လည်းမရှိဘူးတဲ့စဉ်းစားကြည့်အောင်အဖက်ထားကြီးကကျင်းရတယ်လို့ကွာတိုကန်2ခုအောင်မရှိဘူးဆိုတော့လွန်တာပေါ့ကွာအဲ့နဲ့ကျွန်တော်ဒီတယောက်စကစ်လိုက်ရပါတယ်အမိုင်တော့ထိုင်တော့ဟိုမှာအချိန်ကြီးကုန်တယ်ပေါ့နော်အဲ့နဲ့ကျွန်တော်
ထိုင်စကားပြောတယ်ဟိုကလည်းဘာပြင်လို့ရေးမယ်အဲ့မှာကျွန်တော်ဝဲယူရပုတ်လို့ရေးလိုက်တော့အမဝက်လက်ကြောင်ပတ်တွေလုံနေရဗျာအမဟိုသွားလိုက်ဒီဘက်သွားလိုက်သူ့ဘုတ်ကအနောက်မှာရှိရင်တသက်မှမေးလိုက်တာအဲ့ဟိုရှိတဲ့ထွက်ပြီးတော့မီဆိုပြီးတော့ဗျာအမတိုင်ပတ်နေလို့ဆိုကျွန်တော်တော့ဘာမှစဉ်းစားမနေတော့လှည့်ပြန်လာထွက်လာခဲ့လိုက်တော့ဗျာအဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတော့ brother တို့ကဆက်ကြည့်လိုက် Okay. ကဲလိုင်းကြပါလို့ခေါင်းကြီးတို့ရေပြန်ရောက်ပါပြီလို့ကဲခုကကျွန်တော်ငမွေးတိုက်တိုက်တွေ့ထားပါတော့ဒီနားမှာငမွေးတိုက်ဟိုမှာလည်းငမွေးတိုက်တိုက်တွေ့ထားပါလေဟိုးဘက်ကတော့မပြောတော့ဘူးနော်ကဲခုလို့ဆိုအနာသွားပြီးတော့ giveaway ပေးမှုသွားလိုက်ရအောင်ခေါင်း let's go စင်ရသားလေးဆိုကီစုနဲ့တော့တွေ့ဘူးမှမဟုတ်တော့ပါဘူးနော်စတာပါလို့အဲ့ထဲမှာမြန်မာပိုင်းလဲစိတ်မဆိုးပါနဲ့ကဲခုကတော့ဒီကတောသားလေးပေါ့နော်နှစ်ကောင်ရှိပါတယ်သူကပတ်တွေလာကြွားနေဗျာကျွန်တော်မှကီစုနဲ့လေးပြလိုက်တော့တကောင်လိုချင်လို့တကောင်ကနီးနားမှာလာခုံနေပေါ့နော်ကဲကောင်းပြီမင်းလိုချင်လို့လားကွာအဲ့ဆိုငါမင်းကိုပေးမယ်ကွာရော့ယူမဆိုငါအနားလာကက်အနားလာကက်ဘယ်မဲ့တောင်းမှန်စရာတခုရှိရဘေးနားမှာကျွန်တော်အပို noise တွေထွက်နေရအတန်လေးထွက်နေရဆိုတီးခံပေးပါနော်ကဲ let's go စလိုက်အောင်ကျော် give baby ဒီကောင်တော့ give baby ဟိုကတော့သားလေးကပတ်ပြေးနေရပေါ့နော်အဲတော့သားတော့တော့ပြီးတော့ give ပါမယ်ဗျာဒီကောင်လေးကပျော်လို့ခုံးနေပေါ့နော်တော့သားကလည်းကျွန်တော်တို့လည်းပြီးပတ်တွေလာကြွားနေကောင်ပတ်တွေလာသူ့နောက်လိုက်နေရကောင်လည်းမသိကျွန်တော် front လာအဲ့တော့ပြန်အပ်ပြီးလိုက်ပါတယ်ကဲဒီကောင်လိုက်ပြီးမှုဟဲ့ရောင်ရေးလိုက်လဲပေးရသေးတယ်ဒီကောင်လိုက်ဖမ်းနေရတယ်မှုသေးပေါ့အဲမေကောင်လေးကအထားနဲ့နော်အထားနဲ့ယူတော့ယူရယ်ကွာမကြီး trade committee ယူရယ်ကောင်လိုက်ဖမ်းပြီးပေးနေနောက်မှာဟိုးဘက်တော့ဘဲကွန်လိုက်ရှာအောင် hello ဘဲကွန်ဗမာလက်ဘဲကွန်ရေးဒီကတောသားတကောင်နော်အဲတောသားပြောက်လိုက်ရှာအောင်အဲတောသားခုလို့ဆိုကျွန်တော်ကီဆူနဲ့လေးစစ်လိုက်အောင်ဘယ်နှကောင်ကုန်ပြီလေလို့တကောင်နှစ်ကောင်3ကောင်4ကောင်အမဟုတ်6ကောင်ကြံသေးရပဲခေါင်းကြီးတို့တော့ကျွန်တော်3ကောင်ချမ်းပေးရမယ်နော်3ကောင်တော့ကစ်လိုက်မယ်ခုလို့ဆိုအဲတောသားပဲပြောက်နေအောင်ဒီနိုင်ရှားတာခက်တယ်ကွာအဲ့မမဲမေကြီးပဲပြောက်နေမှမသိဘူးအမှကျွန်တော်မျိုးလုံးဘယ်လောက်တောင်ကန်းလဲဆိုကျွန်တော်ရှိတဲ့မှာတော့အကောင်ယူမမြင်ဘူးတဲ့ဗျာတော်တော်ဆိုးဆိုးပဲရောက်နေ။ကျွန်တော် give ပေးလိုက်တယ်ပေါ့နော်။ဟိုလေကျွန်တော်အစားတော့ AFK နဲ့ထင်တယ်ပဲဟုတ်မလဲဗျာ။ယူတယ်ဗျာဟုတ်တယ်။ကျွန်တော်မှခုလို့ဆိုကီစုနဲ့4ကောင်လားအဲ့လိုပဲကျွန်တော်မထင်တာကြည့်ရ။ကဲဒီကောင်လည်းပေးပြီးဆိုဒီထဲ3ကောင်လုံးပေးပြီးဆိုလား trade war ကျွန်တော်တို့တွားကြမှာပေါ့နော်။မတော်ခင်လေးမှာ brother တို့တခုတောင်းဆိုရကျွန်တော်ဒီကကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုမဟုတ်လို့ကျွန်တော် subscribe လေးပါလုပ်ခဲ့ပေးပါကျွန်တော်ကနောက်ထပ်ဗီဒီယိုအများကြီးတင်အောင်ပါအခုမှစတက်တယ်လို့မဟုတ်လို့ကျွန်တော်တို့ကူညီပေးကြပါ subscribe လုပ် like လုပ်ပြီးတော့ကျွန်တော်ဗီဒီယိုဆုံးဖြတ်ကြည့်ပေးပါကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နော်အဲ့လိုကြည့်ပြီးရလူတယောက်ကျေးဇူးတင်ကဲ wow ရောက်ပြီအဗတာကြည့်တော့တောသားအဗတာနဲ့ဟုတ်တယ်နော်ကီဆူနေကြလုံးဝအကောင်ကနေတာဟုတ်ဗျာတထေးမှမသိဘူးတည်းအဲ့လေအမှကျွန်တော်ရောက်ချင်းစာတွေကိုရိုက်တယ်တစ်ခုပြီးတစ်ခုအဲ့မှာဗီဒီယိုကျွန်တော်မြန်အောင်လို့ဆိုပြီးဗီဒီယိုရေးထားပေးရပါတော့ကဲဒီမှာတွေ့ပြီပေါ့နော်ဒီတိုက်ရကောင်ဆင်းရဲတယ်ဗျာအကောင်လေးရနည်းနည်းလေးပဲရှိတာအဲ့နဲ့လမ်းမှာကျွန်တော်လူကြုံတွေ့လို့ပေါ့နော်တကောင်ကကျွန်တော်ကိုပတ်လာတောင်းတာပတ်လာပေးအောင်လဲဆိုလို့ပတ်ကိုဒီကောင်ကိုပေးလိုက်ရတယ်ဗျာတကောင်လူချင်းလို့လားမသိဘူးပေါ့နော်အဲ့ဒါကြောင့်ရပါကျွန်တော်လိုချင်တဲ့လူပေးရလေကုသိုလ်ရပါတယ်ဟုတ်တယ်မလားဘရိုတို့လည်းခုလိုချင်နော်ကောမန့်မှာရေးထားလိုက်တော့နော်ဘရိုနောက်မကြခင်3ယောက်အမြန်ပဲကဲပြီးပြီဗျပြီးပြီဒီဘဝကောင်းကြတော့ခုတည်းဒီဘယ်လိုတည်ပေါ့နော်ဘယ်user name ကဒီ user name နဲ့ဗျာကျွန်တော်တစ်ချက်လောက်ရှာကြည့်အောင်မယ်ဗျာဟဲ့အောင်နေလုံးကြပေါ့နမေကဆမ်းမီတဲ့ဂရိတ်ကလည်းလာဆော့နေတာလေဟဲ့အောင်နေစားပြီကွာမင်းတို့တွေကတော့အဲ့နေပေါင်းကွာဟဲ့အောင်နေငါမင်းတို့ကို giveaway ပေးရတဲ့ကောင်အောင်ကွာမင်းတို့ကိုလိုက်ရှာပြီးပေးနေရတယ်မှုသေးဘူးဟဲ့အောင်နေရဲ့စမ်းသိန်းမဲ့ကွာလိုက်ဖမ်းပြီးပေးနေရတယ်လို့ giveaway ပေးမဲ့ကောင်မသိပတ်လိုက်တောင်းနေတဲ့ကောင်ကြာနေတာစိတ်တွေလည်းညစ်ပါတယ်ဟဲ့အောင်နေရဲ့လို့ bro fuck you here ပေါ်နေရကိုတောက်ဖတ်တော့မလို့ဘူးကွာပတ်ပေးရမဲ့ကောင်က
တစ်ခုနဲ့မြင်ကတ်အကောင်နဲ့လို့ရှုပ်ဘရိုကဆင်းရဲမင်းကဆင်းရဲတယ်ကွာအဲ့တော့မင်းကပတ်ပြီမင်း free ယူမလားကီဆူနေခါရလိုက်ပြီဘလို့လဲကြရင်ကြောင်းပြန်မယ် free ကီဆူနေနော် free ကီဆူနေပေးတဲ့ကောင်ကမင်းနော်အဲ့ဒါတော်တော်ရှားရတယ်နော်မင်းတို့ကီဆူနေပေးတဲ့ကောင် free ပေးတဲ့ကောင်ဟိုက I want လို့ဆိုတော့ကျွန်တော်ပေးလိုက်တော့မှာနော်ဒီနားမှာကျွန်တော် free ကီဆူနေကိုပြောနေလူကြီးအုံးလာပြီမှာမစားရလိုက်တယ်အဲ့မှာဆောက်ကျိုးစားနေတော့တာကြည်လိုက်အောင်ဟဲ့ပေးမလို့ပလီယာ mass inventory ဖြစ်နေပါတယ်လေဟဲ့အောင်ကြီးရှားတာငါမှလေဒီကောင်ထွက်မလဲရှားတာအေးပြီးက inventory ပြည့်နေလို့အဲ့တော့ကျွန်တော်ကဗျာ inventory ပြည့်နေမှထင်ကျွန်တော်ခလုံးတောင်းဖြစ်နေတယ်မြင် bro weight ဆိုပြီးကျွန်တော်ပုံကသွားပြီးကျွန်တော် kisu နဲ့ကြံသီးတဲ့ချက်သွားကြည့်ကျွန်တော်အစားကလေးကအကုန်လုံးမလာတာဗျာ kisu နဲ့ဆိုလို့တကောင်းမှမရှိတော့အဲ့နဲ့မသေးချဘူးဆိုပြီးကျွန်တော်ပြန်စစ်ကြည့်တာအဲ့ဒီမှာဗျာအမှ confirm သွားပြီဒီကောင်ကဖြစ်ရင်တော့ inventory က full နေတာအမှကျွန်တော်အလုပ်တွေရှုပ်ခိုင်းပြီးပြတော်တော်လှုပ်ရှုပ်သွားတာမှာအကောင်နဲ့တိုင်ပတ်ပြီးတော့ဒီဗီဒီယိုဆုံးထိအကောင်တကောင်နဲ့ပဲတိုင်ပတ်ပြီးတဲ့ကောင်အမှကျွန်တော်မှထိုင်ရေးပြီးတော့ဗျာအဲ့နဲ့ human inventory ကျွန်တော်ထည့်ရေးလိုက်တယ်ထည့်ရေးပြီးတော့အော်ဒီကောင်ပုတ်ကိုကျွန်တော်ထပ်မေးမယ်ပေါ့နော်အဲ့နဲ့ကျွန်တော်တခြားမေးနေမှာအကြာကြီးပဲထိုင်ပြီးအကောင်နဲ့ပြောတာဗျာ inventory ဘာညာတတကမဆလာအဲ့နဲ့ဘယ်ကောင်ရောက်လာမှမသိဘူးအမှကြာကြီးပဲအမှထိုင်ပြီးဗျာကြာကြီးပဲအော်အမှနောက်ဆုံးကြတော့မှ where you are both ဆိုပြီးကျွန်တော်ရိုက်လိုက်တာပေါ့နော်ဟမ်ဒီကောင်ကတခုကတော့သွားပါတယ်ဒါပေမဲ့ဆောက်ချုံဝဲပြေရပါလေဆိုအဲ့ဒီမှာစ bro လို့တကောင် inventory full နေကျွန်တော်မှတုံရန်၄ခုရှိရတကောင်၄ခုနဲ့ထားလို့သိရမလားအဲ့ဆိုတကောင်ပတ်ရော့ဝိုင်းဆိုတကောင် inventory ရလေပြည့်ရအကြောင်းမရှိဘူးအဲ့နဲ့ကျွန်တော်ရဲ့ case နဲ့လေတကောင်ကိလို့ရပေးခြင်းလွန်လို့အဲ့တော့ဒီအကြာကြီးလိုက်လို့နေရအောင်ဒီကောင်မှစားတော့ပြန်မပြန်ဘူးအဲ့နဲ့စိတ်တွေလေးလာပြီဟာအာယုံနဲ့နောက်လာဒီကောင်အစားတော့ဆောက်လိုက်ပါသေးတယ်အကြာကြီးပဲထိုင်ဆောက်နေတယ်ဒီကောင်ဘာဆာများပြန်မလားပေါ့ဟောရိုးနောက်ဆုံးတော့ဒီကောင်အားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲเนาะနောက်ထပ်ကျွန်တော်ဗီဒီယိုထပ်တင်ပါကျွန်တော်ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးပေါ့နော်ဒီ Roblox နဲ့ပတ်သက်တဲ့ဗီဒီယိုပုံလေးတင်တာပါနောက်ခါလည်းထပ်တင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ brother တို့ကျွန်တော်ကို like and subscribe လုပ်ဝေးထားပါနောက်ထပ်တက်လာရင်လည်းကျွန်တော်ဒီချက်ကောင်းတဲ့ဗီဒီယိုလေးထပ်လုပ်ပေးပါမယ်အားလုံးပဲတတာ